ကဲဒီနေ့ကတော့မြို့ထဲသွားမယ်ဘလော်လေးပေါ့နော်အပစားရိုက်မဲ့ဟာကမိသွားတဲ့အတွက်ကျွန်တော်မြို့ထဲရောက်မှာပဲဒီပန်းစူရန်နဲ့လာတဲ့အစင်ပေါ့မြို့ထဲသွားတဲ့ဟာပဲရိုက်လိုက်ပါတယ်ဒါပေမဲ့အဘက်ကမသွားပြပဲနဲ့အခုဟာကတော့တန်တူးမလမ်းမကြီးပေါ်ကနေသွားတာပေါ့နော်တန်တူးမလမ်းမကြီးပေါ်နေတာမွေကိုဖျက်ပြီးရွှေကုန်းနိုင်ကနေသွားပါမယ်ဒါတော့ baby wear လေးပေါ့ကာမီ point မိနေအချိန်မှာရိုက်ထားတာဒါလေးကရွှေကုန်းနိုင်oceanမီ point တော့တည်းလွတ်သွားခုနကမီ point နေလို့ခဏစောင့်နေတာပေါ့နော်ကဲအခုထပ်ပြီးတယ် point ထပ်ပြီးတယ်မီ point ထပ်ပြီးပါတယ်ဆက်သွားတယ်ဒါတော့ငါးတစ်ချီလာမသိဘူးငါးတစ်ချီရတက်လို့တင်တယ်ဒါရှိကလည်း point သွားမယ်ရှိ point ရောက်တော့ဒီ point ထပ်ပြီးပါတယ်သွားတယ်ပေါ့နော်တိတ်လေးရတဲ့ကင်းစင်နေတယ်ကားကတော့ပိတ်တယ်လို့မပိတ်တယ်လို့ပဲဒါတော့ရွှေကုန်းတိုင်းတတားပေါ့အဲ့ရနေကိုပါမယ်နေရတော့တော်ပူပါတယ်အပြင်မှာဒီပေါ်ရတော့ဒီလွတ်သွားအဲ့လန်လေးတိုင်းသွားပါမယ်နေရနဲ့ပူတယ်အပြင်မှာလှုပ်ပြရလို့တဲ့သနာဘလော့ကောင်းလိုက်တာကဲအလန်တက်ကြီးတိုင်းသွားမယ်ဟိုးရှိပါလိအေးပန်းတော့မရောက်တာကြာပေါ့နေစတော့ပြင်းတယ်ကဲရှိုးဖျားလေးခုလိုက်ပါအောင်လေးစုတက်ဖို့ရွှေတော်မြတ်စွာဘုရားခုမြောက်ခွင့်ရအောင်ရိုက်ပြီးထားပါတယ်ကဲဆက်သွားမယ်ကြာပါတယ်ထောက်ဖို့ဝိုင်းလာပုံတော့ဝိုင်းမလာမှာလို့ရွှေတော်ဘုရားပြလိုက်ပါအောင်sorry ပါကဲအဲ့တိုင်းဆက်သွားမယ်ဗျာတိတ်လေးရောလာနေတယ်တိတ်လေးရလည်းလာတယ်အပြင်မှာလည်းပူတယ်ရွှေဝဲစုပါတဲ့တွေ့ရတော့ရွှေစုသွားပါမယ်ကဲဆက်သွားရင်လည်းပဲဥထမှုအဝိုင်းလမ်းကိုွေးမယ်အမတ်တရကတော့တဲ့ចောင်းပေးရဲ့တငယ်ချင်းလေးနဲ့ကဲဥထမှုအဝိုင်းကိုွေးမယ်ဘုန်းနေဝဲစားကြတယ်အရင်ကကားနေလို့ချလိုက်တာတစီလောက်မကြပါလားကားနေချစ်စရာကဲဒါတော့သမရရုပ်ရှင်လာနေပြီးစုလေးဖြစ်လမ်းမြေ view ကြီးပေါ့နော်တအားလာပါတယ် view လေးကညဘက်စပူလာကဲဒီဘက်လွတ်မယ်ထင်လား no လွတ်မယ်ထင် no လောကမလွတ်ပါဘူးထပ်ဆောင်ပါပြီကဲဒါလေးကတော့အတန်ပေါ့နော်အခုတော့ line လုံးဝပြတ်နေပါတယ်အတန်စုလေးပြားကြီးလည်းဖလိုက်ကြပါဦးပတ်မယ်ပြေးလိုက်တာကိုယ်မြေလဲတော့လည်းပူလိုက်တာလူတွေလည်းမပူတဲ့အတိုင်းပဲထီးလည်းမဆောင်ကြဘူးနော်လူတွေလည်းဒုက္ခကဲစုလေးပြားအဲကားလေးစုချလိုက်တာကိုယ်တော့တက်နိုင်ပြီပါတက်နိုင်နေကြမှာတစီပဲစီဒါတော့ပြည်သူရဲ့အချစ်တော်ပန်းချင်ပါနော်ပြီးတော့အဲလေးလမ်းလေးတိုင်းဆင်းမယ်ပြီးလို့ရှိရင်ဟိုပါပေါ့ကုန်းတယ်လမ်းနဲ့ဝင်မယ်ကွယ်20သွားမှာ29လမ်းကိုသွားမှာဆက်ပြစီသွားဝယ်ချင်တာဆက်ပြစီကိုကပဲဖြော်ပြီးတော့ပဲတုံးတော့တယ်ဆက်ပြစီလေကဲအကုန်းတယ်လမ်းတိုင်း KB ဆက်ဆို KB ဆက်ကစင်ပြေရတာအဲ့ဖန်လေးကနေရုံကြုံလာဟုတ်ဘူးတဲ့နော်ကဲအတိုင်းဆက်သွားမယ်ကွယ်အဲ့လမ်းလေးမှာလမ်းမတရားတွေအများကြီးရှိတယ်တော့ဝန်နေလာလို့ကားလည်းနေပြီးပါပြီးတယ်လို့မပြီးတယ်လို့ပဲအိတ်လိုက်စတွားလိုက်နေရာတော့နေတော့ပြင်ပါလို့ရှိရင်ထီလေးဆောင်ကြပါလို့ကားတီးအတိုင်းပဲဒီပိုင်းထပ်ပြီးပြန်ပြီစောင့်ပါနော်ဝကျွေးရှိတယ်များတော့စောင့်ပါအောင်ကဲဆွဲထက်ရေးဆိုင်ဝဲရလည်းများကြီးပဲနေရာဘယ်နေရာကြီးဆွဲထက်ကြီးပဲမြန်မာစီနော်ကဲဆက်သွားမယ်ကွယ်အခုဝယ်ပြီးသွားပြီပလာတာလဲသွားဝယ်လာ26လမ်းတိတ်တာကောင်းတယ်တော့လိုက်ပလာတာလေးလေကဲရုပ်ပြန်မယ်အဲ့မှာဘန်းနာလန်တိုင်းလေးပဲဆင်းလာတယ်ဆိုလေဖျားယူတွေ့တယ်ပြီးတော့ကိုယ်လိုက်တယ်ခုနလန်တိုင်းလေးပဲအခုကကြတော့ဒီကန်နာလန်ကနေသွားမယ်ကွယ်ဒါကန်နာလန်မရောက်သေးဘူး
အေးရှိတင်ထားလိုက်ပါတယ်ဒီပွဲရလည်းမြုံမလားမသိအမှလည်းအမှတ်တရလေးရှိတယ်ကွယ်မမိပါစေနဲ့ကဲလွတ်သွားပါပြီအမှပွဲရှိရသေးလားဓာတ်ပုံလေးညတော့လာမယ်နေပြုစင်းတော့ကွယ်ကဲရုံပြန်မယ်ကနာလိုင်းတန်လမ်းတိုင်းတက်မယ်လာလိုက်ပြင်မှာတော့ပူပဲတော့ထီဆောင်ကြပါကဲဒါကတော့ Ocean လားတော့ဒါဘူရောင်ဖျားကြီးကိုလည်းခုလိုက်ကြပါဦးနေရတော့တော်တာတယ်တိမ်လေးတွေလည်းလှတယ်ဘူရောင်ဖျားကြီးကိုခုလိုက်ပါဦးကဲအဲ့အနေပြီးတော့အပေါ်ပြန်တက်မယ်ကဲမိပိုက်ထပ်မိပါပြီဦးလိုက်တာဒါတူတူပါကားအဲကုန်းကလည်းသိမနိုင်ချင်ကဲဒါကတော့ဟိုပါလဲတရားဝတ်တက်သွားပြီပေါ့နော် Ocean တော့ကြံခဲ့အပါတရားလည်းမသိအမတရားနဲ့မြေတော့ပါတယ်ကိုကဖက်ချကဲတရားဝတ်တက်ပါပြီအဲ့တရားလည်းလေစက်နေရစီပြင်းနေတော့ဒီလားဒီဘက်ကပြင်းမပြင်းဟိုဘက်ကိုပြင်းအလွတ်လွတ်ခဲ့တဲ့ကိုနှစ်လေရစ်တယ်ဆိုတာမရှိဘူးတခုမှတခုပြတ်တာတော့တိမ်လေးကိုကြည့်လိုက်အောင်လှလိုက်တာနော်ဟိုဘက်လည်းလှဘီလာတော့ဘီကနေလိုက်တယ်အရှိကလှတော့အရှိကနေလိုက်တယ်အော်မဟာပန်လှတရားတွေ့ပါပြီနော်ဒီလေးတော့လှတွေ့လားဒီမှာတော့ပူတယ်ကဲတိမ်လေးတွေလှတယ်ယူစားလိုက်ပါဦးဘေးနာကားစီရနာညီနေပြီတမုန်ရိုင်းလောကြည့်လို့ကဲတိမ်လေးလှရကွယ်ကြပြဆက်ဆံမယ်ကဲတရားပေါ်ကဆင်းပြီးဒါကရွှေငင်းသာပလန်ပေါ့နော်ဒါတော့ပုံဒီမှာကတော့တစ်လုံးဆိုတော့စားပါလေစားပါအေးပြီကွယ်ရတက်ကြီးအသက်ကြီးလာလို့ရှိရင်ပြုတ်ပင်လေးပဲထောင်စားကြည့်ပြီးရက်ပြုတ်ပင်လေးပဲရောင်းဝင်ချင်တယ်ဘာမှပြဿနာမရှိဘူးအေးစီးကဲတော့မလဲအတုပ်လေးစားရုံပြန်တော့မယ်ရုံတော့မရောက်သေးဘူးကဲဒီနေရာလေးကရွှေငင်းသာမြို့ပတ်လန်တန်လင်းတရားပေါ်တော်မှာပေါ့နော်မြို့တွေကနေလာတာတိမ်လေးတော်လာတယ်တိမ်လေးလာလို့ကားလမ်းကျော်တော့ရှင်းပါတယ်ကဲတရားပေါ်တက်ပြီတိမ်လေးလည်းလာတယ်မှာအနောက်ကဗီဒီယိုလေးကိုဆက်ကြည့်လိုက်တော့နော်တိမ်လေးတော်လာလို့တိမ်ပုံလေးတွေဗီဒီယိုလေးရိုက်ထားတယ်လာလိုက်တာဆက်ပြီးရှူစားလို့ရပါပြီ။အားပေါ်ကလှလေးဘေးကြီးလဲလှတယ်အရှိကြီးလဲလှတယ်အပေါ်ကြီးလဲလှတယ်ဟိုဘက်ကကြီး Star City လှရနော်တိမ်လေးတော်လှတာတော့လွမ်းအောင်လန်းသွားလှလိုက်တာကြည့်ပါဦးတန်လင်းတရားရဲ့အလှတန်လင်းတရားအစ်စ်ကြီးပေါ့နော်ဒီဘက်ကတော့ဘက်ကအာရှေ့ကတိန်လေးကိုကြည့်လိုက်ကောင်းတဲ့ကောင်မကြည့်ချစ်သူဝစ်ချင်းနေရလို့ပါဒိန်နေနေတဲ့ရက်စီကိုနေနေတာအဲ့လိုလေးသွားစမ်းတော့ဒါတော့ကြိုက်ကောက်ပြားကြီးလည်းဖုတ်လိုက်ကြပါဦးကြိုက်ကောက်ပြားကြီးသူလေးရလည်းကိုသူရချင်လို့ကဲဒါရုပ်ပြက်နေလမ်းရှိတဲ့ရနဲ့သွားမယ်ဖုတ်လိုက်ကြပါဦးချင်းတဲ့ကောင်လည်းစောင့်နေရကွယ်ကဲဒါကတော့အဲ့တရားလေးကနေဆင်းလာပေါ့တရားဆုံးရင်ဘယ်ဘက်ချိုးပါမယ်ရှီချောင်းလမ်းမကြီးအတိုင်းပါနော်ကျွန်တော်ကတော့ဒီစီးဆက်ထဲမှာလောက်တာဆိုတော့အဲ့လမ်းတော့နေတိုင်းအသွားအပြန်ကိုနေပြီးတော့ကိုနေပဲကလည်း2016ဆုံး2015ဆုံးကိုနေပြီတိမ်လေးကင်းစင်ပြီးဒီလမ်းယူနေတဲ့ဖြစ်တာဒါတော့ဝင်းထဲဝင်လာပြီစုံထဲဝင်လာပြီလှတော့ကျွန်တော်စုံအောင်ကဲဒါတော့ပထမတော့ဝိုင်းနော်မဟုတ်သိမ်းစုံလည်းမရဘူးအမပေါ်ပဲရှိတယ်လိုက်လျှောက်ပြန်လုံးအင်တယ်ဒီလားကဲပထမတော့ဝိုင်းရောက်ပါပြီမဟုတ်စုံထဲမှာမှားလို့ကဲ꿰မယ်စုံထဲမှာပါလှရနော်တက်သွားပါမယ်ကောင်းဝင်ရင်လည်းလှပါတယ်ဒါဒုတိယတော့ဝိုင်းမှာအဲ့တော့ဝိုင်းပြီးသွားလို့ရှိရင်ပထမဆုံးစိတ်ယုံပြီးနောက်တစ်ယုံကကျွန်တော်တို့ရဲ့စိတ်ယုံလေးပါကျွန်တော်တို့ရဲ့ဓာတ်မြေဩဇာလေးကိုလည်းအားပေးကြပါအောင်ရွှေပြည်လို့ခေါ်ပါတယ်တက်
ကျေးဇူးတင်ပါတယ်နော်ဆက်ပြီးတော့လည်းအားပေးကြပါအောင်တတား